ကျမ်းမာကြီးကကောင်းတယ်မဟုတ်လားကျမ်းမာကြီးကောင်းုံနဲ့ဖြစ်ဘူးလေမီးလေးတွေပါလေးနဲ့အဲ့လိုနေခြင်းသိမရှိဘူးလားမီးလေးတွေပါလေးနဲ့နေခြင်းသိမရှိဘူးလားအဲ့တော့မီးနာနေတယ်လို့ယူချတယ်ငွေကြတယ်အော်ရှာပြီလေဗျာအဲ့ဒါပြန်နေရတယ်လေဟုတ်မီးနဲ့အောင်ရှိတာပဲနဲ့ကိုနာလည်းဒီမှာဖြစ်မဟုတ်လေတက်ကြီးလာတော့ကြတော့မိဘကိုပြစ်ထားတယ်ဖြစ်မယ်ဆိုလို့ကျုပ်လာပြီးပြုစုပြီးတော့ယူရွနေပြရမလားယောအဲ့ဒါလည်းပြောအောင်မအောင်ကိုနာကျွန်တော်ကရတယ်လေမပြောလဲမိဘပဲပြောအောင်နေရမှာပေါ့ကောင်းတာတော့တိုက်တာပေါ့အဲ့ဆိုရင်တော့မသွားတော့ဘူးဒါထားခဲ့ပြီဟုတ်ပြီအဲ့တော့ဟာတွေဘာမှမဆွဲလန်းတတ်ဘူးငါတော့လားဘလို့ဘလို့ဩဟောဘာဖြစ်တော့မိဘတဲ့ဘာမှမတန်ဘူးမကြည့်တော့ဘူးမိဘတဲ့ဘာမှတန်ဘူးမကြည့်ဘူးမေလောကကြီးမှာပတ်စံချမ်းသာလို့ကျမ်းမာရေးမကောင်းနေအဒုက္ခကြီးကျယ်ပဲဟုတ်ပြီနေမယ်ဒါမဲ့မေကနေမယ်သာပြောတော့ကျုပ်တော်တဲ့နေတာမေမြစ်တာတွေကျုပ်စီရောက်ပါဦးဟာဘာမရောက်ပါရောက်ဟုတ်ဟုတ်တယ်မျောတာမြောက်ဖို့မှာကြည့်မျောတာတော့မှမြောက်အောင်မကြီးကြာနေတာလို့ပါဗျာကျွန်တော်ကဟိုးမြို့ထဲသွားရင်လမ်းတစ်ကြီးဘက်ကနေသွားတယ်အဲ့ဒါတော့တောင်းလို့မရှိဘူးပေါ့မဟုတ်မြဲတမ်းစိတ်နဲ့ဝင်ပြီးပြီလေကိုကလည်းကိုလုံးနဲ့ကိုဒါပေမဲ့လုပ်ငန်းရေးကြီးလို့တော့မဟုတ်မင်းကသူ့မီးတွေနဲ့တာသမီးနဲ့ပြောနေမှာပါကိုတော်တဲ့ကောင်ကြပုတ်ပါလို့ရမှာမချက်ရညောင်းမရမိဘမြစ်တာတော့ကျုပ်စီမရောက်တာမှန်ပဲဗျဘယ်မြစ်တာရောက်ဘယ်မြစ်တာမှမရောက်မိဘမြစ်တာရောက်လို့ရှိရင်အခုချိန်ကျုပ်တယောက်တည်းနေစရာအကြောင်းကိုမရှိဘူးကဲမဲမြစ်တာသာကျုပ်စီရောက်ရင်ကျုပ်တော်ထဲမှာတယောက်တည်းနေစရာအကြောင်းကိုမရှိဘူးမိမလို့လည်းပြောရမှာဟောပါမှုလူတွေကလည်းပြောပါတယ်မိမမယူတော့ဘူးလားမယူတော့ဘူးလားနဲ့ဒီဘဝကတော့မိမမယူတော့ဘူးနောက်ဘဝကျယောက်ျားလေးဖြစ်ခဲ့ရင်လေမိန်းကလေးချောချောလေးတွေမှာလူဖြစ်ချင်တာအေးရောစောစောရအောင်လို့ဟောတပါးရလူလောကလူဟာသူများတွေကြီးစိတ်ကုန်လုံးလို့ဒီမှာတင်ငန်းဝက်ကမလားစဉ်းစားနေတယ်ဟိုဟာဘုန်းကြီးတွေကလည်းတောထဲလာရင်တင်ငန်းတွေဖက်နှက်တွေသပိတ်တွေပါယူလာတာဗျအကျုပ်ကရောတကားကြီးလူရင်တဲ့ဒီလူတယ်မလူရင်လည်းတကားကြီးဝဲတယ်ကျုပ်စဉ်းစားနေပြီခုကျမရေကောင်းအောင်နေရပါမယ်ငါတော့ပြင်းနေငါသားရေးလာနေလဲဆိုရင်ချင်းမျိုးလာခဲ့မယ်ပြစ်ထားခဲ့မှာဘာမှကျုပ်မမောတတ်ဘူးဆွဲလည်းမဆွဲလန်းဘူးအမေတခုတော့ရှိရမေးနေမေးအိမ်တော့မြင်ဆုံးနေရပြီးမှရမှာကျောက်ကအိုက်တက်တယ်ဟုတ်တယ်လေမေးတိုက်ဆိုရင်ဒါပေါ်တတ်နေရပြီးမှရမှာရတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်ကအိုက်တယ်မေတို့စီကအိုက်တယ်ဟုတ်ပါဘူးနာဆောင်းနေတာချောက်ပါအမင်းနာပဲအမင်းညာသူကမဲဘုဘနာတော့သဘာဝလေပဲလေးမေရခုဘာနဲ့စားအဲကြိုက်ပါသွားမယ်တစ်ပင်လေးစားအောင်မမိုးရဒါပေမဲ့မုံမိုးကြော့သွားမယ်လေ